င်္ဂလာပါရှင်တိုက်ကြီးမျိုးရဲ့မျိုးလေကောင်ကခြံခွက်လေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်တိုက်ကြီးမျိုးပေါ်မျိုးလေကောင်ပြည်လမ်းမနီဘန်နီပြည်လမ်းမကိုလည်းလမ်းလျှောက်ထွက်လို့ရတယ်လို့ဘန်ကိုလည်းလမ်းလျှောက်ထွက်လို့ရပါတယ်ရှင်ဈေးကိုလည်းလမ်းလျှောက်သွားလို့ရတယ်ဒါကတော့အရှိမတောင်မျိုးဘက်လမ်းပါရှင်ဟိုအရှိမတောင်မျိုးဘက်လမ်းဖြစ်ပါတယ်ဟိုရှိမှာတောင်မျိုးဘက်လမ်းဖြစ်ပါတယ်ရှင်တောင်မျိုးဘက်လမ်းရဲ့အနောက်ကမြတီတန်တက်လမ်းမှာဒီမှာလမ်းနဲ့လမ်းလေးကျဲပါတယ်ရှင်ကာကြီးကောက်သိအကုန်ဝင်လို့ရပါတယ်ဒီမှာပတ်ဝန်းကျင်အနေထားကတော့ဒါကတော့ဘောစီရက်ွက်ဖြစ်တဲ့အတွက်အေဂျင့်တိတ်ဆိပါတယ်ရှင်ဒါမျိုးလေလမ်းကြီးရဲ့တောင်မျိုးဘက်လမ်းရဲ့နောက်ကျောကမြတီတန်တက်လမ်းကခြံခွက်လေးနဲ့မိတ်ဆက်ပေးပါမယ်ဒီမှာပါနော်ဒီအပေါက်ကနေထွက်သွားမယ်ဆိုလို့ရှင်ကမ္ဘောဇဘန်ကိုလမ်းလျှောက်ရင်3မိနစ်လောက်ဆိုရောက်ပါတယ်ရှင်ဈေးကိုလမ်းလျှောက်ရင်5မိနစ်လောက်နဲ့ရောက်ပါတယ်ပြည်လမ်းမကိုလည်း3မိနစ်လောက်နဲ့ဆိုရောက်ပါတယ်ရှင်ခြံကတော့ဟောဒီခြံလေးပါအိမ်မပါပါဘူးမျက်နှာ30နောက်ကို54ပေပဲရှိပါတယ်ရှင်နော်မျက်နှာ30နောက်ကို54ပေရှိပါတယ်ရှင်အမီပေါက်ကတော့ဟိုးတော့ကအပိုးရဲ့အပိုးတယောက်ရဲ့အမီပေါက်ပေါ့နော်အမီပေါက်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်အမီပေါက်လည်းရှိထားပြီးသားပါဒါကတော့မျက်နှာ30 54ပေအိမ်မပါချမ်းလို့ကြီးပဲကို3100ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒါကတော့မျိုးလေကောင်ကစိတ်ချရတဲ့ခရံဖောက်လို့ရတဲ့မြေမျိုးစားဖြစ်ပါတယ်ဒီအင်ရှင်တွေကခရံဖောက်မထားပါဘူးရှင်